ကောင်းမြင်မှု၏မော်ဆန်းကျယ်မှုတင်စိတ်ကိုတောက်ပစေမည့်စကားများကိုကြိုဆိုပါသည်ဘဝအတွက်အထောက်အကူဖြစ်စေသောမျှဝေမှုများဘာလို့လဲဆိုတော့အလုပ်တွေကအဆင်ပြေဖို့တဆင့်တိုးတက်လာနိုင်တယ်ဘာလို့လဲဆိုတော့အလုပ်တွေကအဆင်ပြေဖို့တဆင့်တိုးတက်လာနိုင်တယ်ဘာလို့လဲဆိုတော့မျှဝေမှုမှတ်ပုံတင်မှုအကြိမ်ကြိမ်ကြည့်ရှုမှုအမြင့်ဆုံးအဆင့်တက်မှတ်မှုနှင့်နှစ်လိုဖွယ်ကောင်းသောမှတ်ချက်များတွင်အံ့ဩဖွယ်ထူးခြားမှုများဖြစ်ပေါ်လာနိုင်ပါတယ်အပြန်အလှန်ပြောဆိုကြည့်ပါတနေ့လုံး3-5ဆက်လက်ကျင့်သုံးမယ်ဆိုရင်ထူးဆန်းပြီးတစ်ခုခုပြောင်းလဲမှုကိုခံစားနိုင်ပါသလားဆိုတာမှတ်ချက်တွင်မျှဝေပါအထက်ပါအကြောင်းအရာအားတင်သူ၏ကိုယ်ပိုင်အတွေ့အကြုံကိုအခြေခံပြီးဖန်တီးထားပါတယ်